ကိုတော့ interview အောင်မယ်လို့ထင်တာပဲစကားပြောရလဲအရန်ကောင်းတယ်လို့ပြောကြတယ်ဒါပေမဲ့တကယ် interview ဖြေတဲ့အခါမှာခဏကြာနေတယ် interview တွေတစ်ခါဝင်လိုက်ကြာလိုက်တစ်ခါဝင်လိုက်ကြာလိုက်နဲ့ဘာလို့နေမှန်းကိုမသိဘူးဒါဆိုရင်တော့အခြေခံကြားရဲ့အချက်တစ်ခုဖြစ်တဲ့ကိုယ့်ရဲ့ manner ကိုပြင်ရမှာပါဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ manner ကိုဂျပန်လူမျိုးတွေကမကြိုက်တဲ့အတွက်ကြောင့်မလို့ကိုယ်စကားပြောဘလောက်ပဲရရပေါ့နော်မခေါ်သွားတာမျိုးအဲ့လိုအဖြစ်မျိုးကခဏကြုံရပါတယ်ကိုယ့်ရဲ့ manner ကိုကောင်းတယ်ထင်တယ်ပေါ့နော်ဒါပေမဲ့တကယ်ဖြူတဲ့အခါကျတော့တထေးတွေကမကြိုက်ကြဘူးအဲ့ဒါဆိုရင်ကိုယ့်ရဲ့ manner ကိုကဘယ်လိုပြင်ရမလဲပေါ့နော်ပထမဆုံး interview ကဝင်တာကနေစပြီးတော့ interview ကနေပြည့်ထွက်ပြီးတော့ရုံးခန်းအပြင်ရောက်တဲ့အထိကိုယ့်ရဲ့ manner ကိုလုံးဝမပြတ်ရပါဘူးကိုယ့်ရဲ့ manner ပြတ်လားမပြတ်လားကိုကဘယ်လိုလုပ်သိနိုင်မှာလဲဆိုရင်အမားတို့တွေကပေါ့နော်အမားတို့ကျောင်းမှာဆိုရင်တော့ interview မဝင်ခင်N4 level N5 level ပြီးကန်နေတော့ကလေးက interview training ပေးတာမျိုးရှိရပေါ့နော်ကိုကအဲ့ဒီအခါမျိုးကလေးอ่ะပေါ့နော်ကျောင်းမှာ interview training ပေးတဲ့အခါကျလို့ရှိရင်အမားတို့က final တကယ် interview final လိုမျိုးတကယ်ဝတ်စုံလေးနဲ့တိကျမေးတာပေါ့နော်ဒီလိုမျိုးတွေရှိအဲ့ခါမျိုးတွေမှာအမားကတော့ဒီလိုဗီဒီယိုရိုက်ထားစေချင်တယ်ပေါ့နော်ဗီဒီယိုရိုက်ထားတာတချို့တွေကကိုကွာလုံးဝမန်နာကောင်းတယ်ငါသူတို့ပြောနေတော့မှငါရဲ့မန်နာမပြတ်သွားဘူးလို့ဆိုတယ်ဒါပေမဲ့အဲ့လိုဗီဒီယိုရိုက်ထားလိုက်ကြရမယ်ဘာလို့သိတာလဲဆိုလို့ရှိရင်သူတို့ပြောတဲ့အခါမှာကိုယ့်ရဲ့စိတ်ရှုပ်သွားတဲ့မျက်နှာအမူအရာတွေပြီးရင်သူများရဲ့ပြောနေတဲ့အချိန်မှာကိုကမန်နာပြတ်ပြီးတော့သူတို့ဘက်ကိုလိုက်ကြည့်သွားတယ်စောင်းကြည့်ရတယ်ပြီးလို့ရှိရင်လေစဉ်းစားတဲ့အခါမှာမျိုးလုံးကြီးလဲပြီးစဉ်းစားတာခေါင်းကြီးမော့ပြီးတော့စဉ်းစားတာဖြစ်အဲ့လိုဘာလဲအဲ့လိုမျိုးအရန်လောက်ကြကြရတယ်ဒီနော်ចောင်းသားရယ်ဒါပေမဲ့အဲ့ဟာတွေကိုကိုမသိဘူးကွာဘေးကကြည့်ရသူကပဲသိတာကွာမန်နာဆိုတာအဲ့လိုဟာမျိုးတွေကိုပြောတာပေါ့နော်ပြီးခနာကိုကြီးကပြောနေနေအားပါပြီးအရှိယူရောက်လာမျိုးတွေအင်တာဗျူးချိန်ကြာလာတဲ့အချိန်မှာနည်းနည်းစိတ်ကပင်ပန်းလာလူကပုံပြက်ပြီးတော့ခြေပြက်လက်ပြက်တွေဖြစ်သွားတာမျိုးဒါတွေကကိုယ့်ရဲ့အင်တာဗျူးအမှတ်တွေကိုလုံးဝယော့သွားစေပါတယ်အဲ့တော့ဒါတွေကိုကိုကမလျှော့အောင်ပေါ့နော်ဘယ်လိုမျိုးပြင်ဆင်ရမလဲဆိုလို့ရှိရင်အမားတို့တွေကအင်တာဗျူးတွေမဝင်ကြတဲ့ကကိုယ့်ရဲ့တငယ်ချင်းတွေနဲ့ကြိုပြီးပြင်ဆင်ထားမယ်ပြီးရင်ကိုအိမ်မှာလေးကျင်တယ်ဆိုလို့ရှိရင်ဗီဒီယိုရိုက်ထားမယ်ပေါ့နော်ဗီဒီယိုရိုက်ထားမယ်ငါကဘယ်လိုအခြေအနေမျိုးဆိုငါရဲ့မျက်နှာအမူအရာပြောင်းလဲသွားလဲဘယ်လိုမျိုးစိတ်ရှုပ်လို့ရှိရင်ငါမျက်နှာဘယ်လိုဖြစ်သွားလဲငါဘယ်လိုလေးပြုံးလိုက်လို့ရှိရင်လှသွားလဲအဲ့လိုမျိုးတွေကိုကကြိုပြီးတော့ဗီဒီယိုရိုက်ပြီးတော့ကြည့်ထားမယ်ပေါ့နော်ကြည့်မယ်တစ်ခေါက်ရိုက်မယ်ဒါလေးအဆင်မပြေဘူးပြန်ပြင်လိုက်နောက်တစ်ခေါက်ရိုက်လိုက်အဲ့လိုမျိုးနဲ့နောက်ဆုံးမှာကိုယ့်ရဲ့အမူအရာကလုံးဝ perfect ဖြစ်သွားလိမ့်မယ်နော်အဲ့တော့အင်တာဗျူးခဏကြာနေရဆိုတာဘာသာစကားကြောင့်လည်းဖြစ်နိုင်တယ်ဆိုပေမဲ့နောက်တစ်ချက်ကဒီမန်နာဆိုတဲ့အဖြစ်အမူကြောင့်လည်းအများကြီးပါပါတယ်เนาะအဲ့တော့ကိုကအင်တာဗျူးခဏကြာနေရဆိုလို့ရှင်ကိုရဲ့ပေါ့เนาะမန်နာကိုပြုပြင်လိုက်ပါကိုသူများတွေဘယ်လိုမျိုးတွေလုပ်နေလဲငါရဲ့ပုံစံကဘယ်လိုဖြစ်နေလဲတငယ်ချင်းတွေကိုမေးကြည့်ပြီးရင်တငယ်ချင်းတွေအချင်းချင်းပြောတဲ့အခါမှာဒီလိုဗီဒီယိုတွေရိုက်ထားကြည့်ကိုရဲ့မျက်နှာအမူအရာကိုရဲ့ပုံစံကကိုရဲ့အကျင့်ကဘယ်လိုမျိုးတွေဖြစ်လဲကိုဘယ်လိုမျိုးတွေပြောင်းလဲသွားကြလဲဒါမျိုးတွေကကိုတိုင်းမသိနိုင်ပါဘူးဘေးကလူကထောက်ပြမှသိမှာပါเนาะပြီးရင်ကိုရဲ့ sensitive picture တွေကိုမေးပေါ့เนาะဘယ်လိုမျိုးဆိုလို့ရှိရင်ကျွန်တော်ရဲ့အမူအရာကပြောင်းလဲသွားတယ်ဒီလိုမျိုးဆရာကြီးကကြာသိရတယ်เนาะအဲ့လိုမျိုးဆိုတဲ့အခါအဲ့ဟာလေးကိုပြင်ပြီးတော့ဒါတေချာလေးလုပ်မယ်ဆိုလို့ရှိရင်ဂျပန်အင်တာဗျူးကဖြေရနဲ့အောင်ပါပဲရှင်အားလုံးပဲအဆင်ပြေကြပါ